နိုင်ငံမှာရှိတဲ့ graphic designer super hero တွေအကြောင်းကိုပြောပြမှာဖြစ်ပါတယ်။ Power Ranger အဖွဲ့လို့ designer များ agency တွေ design studio တွေမှာအများဆုံးတွေ့ရတတ်ပါတယ်။ Power Ranger တွေလိုပဲအယောင်သွေးစုံလင်စွာနဲ့တယောက်တစ်မျိုးကျွမ်းကျင်ကြပါတယ်။ဥပမာတယောက်က၄ယောက်ချတယောက်ကအလူဆွဲရနဲ့အဆက်တွေဆွဲနောက်တစ်ယောက်က brand လို့ software နဲ့ 3D တွေဖန်တီးကျန်တဲ့လူက packaging ချော့တက်စသဖြင့်ကိုယ်ပိုင်တာဝန်တွေခွဲဝေလုပ်ဆောင်ကြပါတယ်အားလုံးပူးပေါင်းလိုက်တဲ့အခါ Microsoft ကြီးနဲ့အင်အားကြီးတဲ့ project ကြီးတွေကိုအောင်မြင်စွာဖန်တီးနိုင်သွားကြပါတယ်ဝက်လုပ်ကိုမျှဝေလုပ်ရတဲ့အတွက်အလုံးမပြီးပဲတင်းဝက်အားနဲ့အလုပ်ဖြစ်တဲ့သူတွေပါIron Man လို့ဒီဇိုင်နာများဒီဒီဇိုင်နာတွေကတော့ Tony Stark လို့ပါပဲငွေချစ်တက်နိုင်တဲ့အတိုင်းဝိုင်းကလာတာမျိုးဒါမှမဟုတ်ကိုယ့်ကိုရင်းနှီးမြှုပ်နှံနိုင်တယ်လို့ဖြစ်လို့အကောင်းဆုံးဆက်လက်တွေ Webcam display တွေ Premium software အစုံတွေတက်ဆင်ထားတတ်ပါတယ်နိုင်ငံတကာအဆင့်မီသင်တန်းတွေတက်ထားသလိုကိုယ်တိုင်ကလည်း creative ဖြစ်တဲ့ permission တွေပါနည်းပညာအသစ်တွေ AI tool အသစ်တွေကိုအမြဲလေ့လာနေပြီးအမိုက်စား masterpiece တွေကိုတယောက်တည်းဖြစ်ဖြစ်တင်းနေဖြစ်ဖြစ်အလွယ်တကူဖန်တီးနိုင်ကြပါတယ်ဘတ်မန်လို့ဒီဇိုင်နာများသူတို့ကတော့အစကတည်းကဒီဇိုင်နာဖြစ်ဖို့ရည်ရွယ်ခဲ့တဲ့သူတွေမဟုတ်ပါဘူးအင်ဂျင်နီယာ ID ဒါမှမဟုတ်တခြားနယ်ပယ်တစ်ခုကနေအကြောင်းအမျိုးမျိုးကြောင့်ဝါသနာကိုနောက်ကျမှရှာဖွေတွေ့ရှိသွားပြီး graphic design လောကတွေကိုရောက်လာသူတွေပါဘတ်မန်လိုပဲမှောင်မိုက်တဲ့ညဘက်တွေမှာအလုပ်လုပ်ရတာသဘောကျတတ်ပြီးပြင်းထန်တဲ့ဇွဲလုံးလားကိုယ်ပိုင်လေ့လာမှုတွေနဲ့စူးစမ်းခဲ့ကြသူတွေပါသူတို့စီမှာကိုယ်ပိုင် shortcut တွေ trick တွေအများကြီးရှိပြီးတယောက်တည်း data set နဲ့အလုပ်လုပ်လို့ရှိတဲ့ professional တွေဖြစ်ပါတယ်The Flash လို့ဒီဇိုင်နာများသူတို့ရဲ့ပတ်ဝန်းကျင်ကအချိန်နဲ့အမျှအပြိုင်ဆိုင်လုပ်ရတဲ့နေရာတွေဖြစ်တတ်ပါတယ်ဥပမာချက်ချင်းဆွဲချက်ချင်းထုတ်ရတဲ့ printing ဆိုင်တွေချိန်မီထုတ်ရတဲ့ဂျာနယ်တိုက်တွေဝန်ထမ်းအမြောင်များကိုနေ့စဉ်ချိန်မီတင်ရတဲ့နေရာတွေမှာအလုပ်သင်ဘဝနဲ့အပတ်တကုတ်စတင်ခဲ့ရတာပါဒလိုင်းဆိုတဲ့ PR တွေချတဲ့မှာနေ့စဉ်ရက်ဆက်ရုန်းကန်ရင်းကနေလက်မြန်တဲ့ super power ကိုရရှိသွားကြသူတွေဖြစ်ပါတယ်မနှက်ဖြန်မနှက်တင်ပေးရမယ့် post လေးဘူးညာဆွဲပေးလို့ရမလားဆိုတော့ရေးပေါ်ကိစ္စတွေကိုကတင်ပေးရတဲ့သူတွေပါညံစံပေမဲ့ quality မကျအောင်ထိန်းနိုင်တဲ့အတွေ့အကြုံရှိပြီး campaign တွေပွဲတွေမှာနောက်ဆုံးမိနစ်မှာလိုအပ်လာတဲ့ design တွေကိုအသက်ကယ်တင်ပေးနိုင်ကြပါတယ်သင်ရောဘယ်လို super hero designer လဲဒါမှမဟုတ်ဘယ်လို super hero designer ကိုမြင်မှုလဲ comment မှာဆွေးနွေးသွားလို့ရပါတယ်